တော်ရဲ့တစ်နေ့လုံးမှာမရှိမဖြစ်ပေါ့နော်တချင်းနားထောင်တာတော့လုံးဝကိုနံပါတ်2လောက်မှာထားလိုက်မယ်ကျွန်တော်နေ့တိုင်းတချင်းနားထောင်တယ်စာအုပ်ဖတ်တာတော့ထမ်းပါဘာလို့လဲဆိုကျွန်တော်အရန်ပြင်းလို့ပါဂိမ်းစောတာတော့နံပါတ်3ပေါ့ဗျာပကြီးစဲတာတော့နံပါတ်9ပေါ့ဗျာခင်ဗျားတို့ကလည်းအိမ်မှာနေတာတော့မရှိပါဘူးကျွန်တော်အခန်းထဲမှာနေရဆိုမရှိဘူးလေရင်ထဲကတော့ဘာသွားလုံးမှာတော့နိုင်ငံခြားကိုသွားတော့ပဲတောင်းပါဦးကျွန်တဲ့ချင်းကတော့လေရင်ခဏခဏစီးအောင်မန်နီမရှိဘူးလေနော်7လောက်မှထားလိုက်ဟမ်ဘာဂါကတော့ကျွန်တော်အရင်စားကျင်တာပေါ့ဗျာဒါပေမဲ့ဟမ်ဘာဂါမှကျွန်တော်မစားနိုင်တာဘူးစားစီကျင်တော့ခင်ဗျားတို့လာကြည့်ပေါ့ကင်မရာတော့ပြောမနေနဲ့အခုတော့ရိုက်နေတာပဲခင်ဗျားတို့ကြည့်လိုက်တော့ကင်မရာဘယ်လောက်အသုံးပြုရလဲအဲ့တော့ဖုန်းတွေကတော့စကားတာပြောတတ်မယ်ဆိုတော့မြင်းနဲ့ပြောနေတော့ပြီသေးကြတယ်file လောက်မှထားလိုက်မယ်အိတ်တာကတော့ကျွန်တော်အိတ်ပါတယ်ဒါပေမဲ့ရိုင်းတော့မအိတ်ဖြစ်ပါဘူးကျွန်တော်ဒါဂျင်စော့တာဒါလွယ်သွားပြီတော်တော်ကြီးလွယ်သွားပြီဂျင်ကတော့တော်တော်လုံးဝကိုမစော့ဖြစ်ပါဘူးဘာလို့လဲဆိုတော့အရင်ချောသွားမှာဆိုလို့ကျေးဇူးတင်ပါ